ဘော်ရီစာယာတော်ရရိပ်သာကဝင်းနေ2024မတ်လ26ရက်နေ့မှာဒေါ်လဘသီလရှင်ပရမအကျဉ်းဝိဖိယာကနေမကြရောက်ဖြစ်တဲ့ရိပ်သာလေးပါဒီရိပ်သာမှာသီလရှင်ဝတ်မယ်ဆိုရင်အရင်ဆုံးဘော်ရီစာယာရုံပုံဖြစ်တဲ့ဖုန်း3994040556ကိုဖုန်းဆက်စင်းပေးရပါတယ်ရိပ်သာစသွားတော့ငါကိုရက်တရားစခန်းဝင်ဖို့သွားတာပါဝင်ကြီးစားစိတ်အခါမဲ့အိယာလေးတဲစရာမလို့သွားတိုက်တန်သွားတိုက်စေးနဲ့စပြာချမ်းချောအားလုံးကိုရိပ်သာကလှူပေးပါတယ်သီလရှင်ဝတ်စုံအညိုသုံးစုံနဲ့မှတ်ပုံလေးမူရင်မိတ်တူလိုင်စင်တက်ပုံနှစ်ပုံနဲ့တောင်းနေကြစေစားချချိန်သုံးဖို့ဘဝအဖြူဒီလောက်ပဲအဓိကလိုတာပါဝင်းနေကတော့စောင်းနေမှုအုတ်ထုံအနှွေးတဲ့ခြေအိမ်နဲ့ဓာမီလေးပါဆောင်သွားခဲ့ပါတယ်ဖုန်းနဲ့ရွှေငွေအားလုံးကိုတရားစခန်းရက်မှာအပ်ထားရပါတယ်ဟိုရောက်တော့ရိပ်သာတီထောင်သူဆရာကြီးဒေါ်ဗလဝနာကတရားထိုင်ခြင်းစင်ကြံခြင်းစုံစမ်းခြင်းတိုင်းအနိကတရားပြပေးပါတယ်စိတ်သားကလည်းရန်ကုန်မန္တလေးအမြန်လန်း18မိုင်3ဖာလုံးမှာစီးပြီးစဉ္ညာတန်ဒီကင်းဝေးတဲ့နေရာစကားလည်းမပြောရကျောင်းထဲမှာလည်းတစ်ပင်ပန်းပင်သီးပင်စားပင်တွေနဲ့မွေးကြိုင်လှပအေးချမ်းနေတော့ဝင်းနေနှစ်လဝှဖြစ်ခဲ့ပါတယ်ရှာသက်ပံလည်းဝှလို့ရပါတယ်ဝါရင်ကာလာကလွဲပြီးလစဉ်လာပြည့်နေတိုင်းဒေါ်လဘသီလရှင်ကိုယ့်ရဲ့တရားစခန်းလေးရှိပါတယ်စရင်ကြိုပေးရပါတယ်စိတ်သားကပြန်လာတော့လေဆရာကြီးရဲ့ည7နာရီတိုင်းလွှင့်တဲ့တရား live ကိုအမြဲလိုနာယူပြခဲ့ပါတယ်2025ဖေဖော်ဝါရီ12ရက်နေ့မှာဒုတိယအကြိမ်ဒေါ်လဘသီလရှင်ထပ်ဝေပြခဲ့ပါတယ်ဒီတစ်ခေါက်လေကိုယ့်ရဲ့တရားစခန်းပဲဝင်မယ်အလုပ်လုပ်ချင်သေးတယ်လို့တွေးထားပေမဲ့တလာခွဲအကြာမှာမထွက်ချင်နဲ့ထွက်ပြခဲ့ပါတယ်စိတ်သားကဖွင့်တဲ့ယောဂီတရားတရက်တရားစခန်းတွေမှာလည်းဝင်ပြပါတယ်တကြံဒေါ်လဘသီလရှင်အပား900သဒနာပြုပွဲနဲ့ကိုယ့်ရဲ့တရားစခန်းမှာလည်းဝေယဝိဆကုသိုလ်ယူပြပါတယ်နောက်လေအေးချမ်းသာရတဲ့ဘော်ရီစာယာတော်ရရိပ်သာလေးကိုအချိန်ချင်းသွားပြနေဦးမှာပါ